ခုတင်ပြမဲ့သင်ခန်းစာတော့ကျွန်တော်ဒီမှာထိုင်းစကားပြောနှစ်ပေါ့နော်ခမားအိမ်ကဗမာလဲခမားအိမ်ကဗမာလဲဆိုရင်ခွန်ဘန်ယူနိုင်ခွန်ဘန်ယူနိုင်ခေါ်ဥနော်ခွန်ဘောအာနော်ဘန်မိုက်ထိုဘန်အော်ယောဥယူမအေယူဟောနော်အိုင်နိုင်ခွန်ဘန်ယူနိုင်ခမားအိမ်ကဗမာလဲလေရင်ခွင်းသားမှာပါလေရင်ခွင်းသားမှာပါဆိုရင်ကလိုက်စနံဘန်ကလိုက်စနံဘန်လေရင်ခွင်းသားမှာပါကောလောအိုင်ကလိုက်မိုက်ထိုကလိုက်ကောလောအိုင်ကလိုက်မိုက်ထိုကလိုက်စောနောအာမောစနံဘောဤနောဘန်ကလိုက်စနံဘန်လေရင်ခွင်းသားမှာပါပြီးရင်ကိုကပြန်မေးတာခမားကရောသူကခမားရောပမာနေလဲပေါ့နော်ခမားကရောခွန်လာခေါ်ဥနော်ခွန်လောအာလာခွန်လာခမားကရောဒီမှာကျွန်တော်အိမ်ကစုခိုးဝဲလက်စစ်ဘူတာယုံနားမှာပါအားကြရင်ဘန်လောင်ယူကလိုက်အမတီစုခိုးဝဲဘန်ရောင်ယူကလိုက်အမတီစုခိုးဝဲကျွန်တော်ရဲ့အိမ်ကစုခိုးဝဲလက်စစ်ဘူတာယုံနားမှာပါဘောအာနောဘန်မိုက်ထိုဘန်ရောအောင်ရောင်အော်ယောဥယူမိုက်ယူကောလောအိုင်ကလိုက်မိုက်ထိုကလိုက်စောဥစုခေါ်ဥမောခုံဟောဤထောဝဲအဲ့တော့ဘန်ရောင်ယူကလိုက်အမတီစုခိုးဝဲကျွန်တော်ရဲ့အိမ်ကဒီစုခိုးဝဲလက်စစ်ဘူတာယုံနားမှာပါ